င်္ဂလာနေ့ခင်းပါခင်ဗျာဒီနေ့ဒေဝတိုင်းစစ်တာနာချုပ်နဲ့ကျွန်တော်တို့တိုင်းဒေသကြီးတဲ့သူ့မင်္ဂလာရှိတဲ့နေ့ဖြစ်ပါတယ်ခင်ဗျာနိုင်ငံတော်ရဲ့သဘောထားမှမြည်ရှိပြီးတော့ဒီနေ့ကလင်းဝင်ရောက်လာတဲ့ဒီဘက်မြတ်ထပြန်နေအနန္တရဲ့ခန္ဓာကိုတော့ရှင်းပြပေးပါတော့ဒေဝတိုင်းစစ်တာနာချုပ်စံမှုဘုရားအောင်ကြီးအဲ့လိုပါတိုင်းစစ်တာနာချုပ်မှာစီးနေရရှိကြီးများရရှိရတာစက်တာများပါဠိတိုင်းဒေသကြီးတရားတော်တရားသူကြီးချုပ်နေတော့ပါပါဠိတိုင်းဒေသကြီးအစိုးရပေါ့အကြီးများဌာနဆိုင်ရာအကြီးအကဲများချထားတဲ့ဧည့်သည်တော်ကြီးများဥပဒေပေါင်းတွင်းအောင်ရင်းမလာကြတဲ့ငယ်မောင်များလက်ဆိုင်ရာမိဘအထင်သူများအားလုံးပြည့်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါပြီကြောင်းဥစွာခွန်ဆက်တာပါယခုလိုဥပဒေပေါင်းတွင်းကိုဝင်ရောက်လာကြတဲ့မောင်မယ်တို့အနေနဲ့အများစုပါဆိုရင်တိုင်းသားနဲ့ကန်ချမ်းပဲတော်များတို့များ PDF မြေကန်ချမ်းပဲတော်များတို့ဖွဲ့စည်းတည်တို့ရဲ့အကျဉ်းတစ်ပတ်လူသစ်စောင်းရင်းခံရပြီးအပြည့်မဲ့ပြည်သူများနဲ့နိုင်ငံဝန်ထမ်းများကိုချင်းချောက်ဖန်ဆီးတပ်ဖြတ်ခြင်းနဲ့စီရေးပြမမဟုတ်တဲ့ခြေခံဆောက်အောင်များလက်ဒရာများကိုမိုင်းတော်ပေါ်ပဲဖြစ်ခြင်းစတဲ့ချက်ပဲလုပ်ငန်းတွေကိုလက်မခံနိုင်တော့ခြင်းအလောင်းပွဲများအတွင်းနဲ့ထဲအောင်စင်တန်းတို့မျိုးခွဲခြားပြီးချင်းချင်းဗိုလ်ချနှိမ့်ဆက်တပ်ဖြတ်ခြင်းအတင်းတစ်ပတ်ကျူးလွန်ခြင်းလေးစားခြင်းရဲ့ပြမစာနေထိုင်ရခြင်းချက်ပဲခေါင်းဆောင်များအပြင်ဒေါ်လာရေးကိုအကြောင်းပြပြီး၎င်းတို့၏ကိုကျိုးစည်းပွားအတွက်ရုပ်ကံဆောင်နေကြခြင်းတို့ကြောင့်အများစုမှာစိတ်ဓာတ်ကြပြီးနိုင်ငံတော်နှင့်တပ်မတော်၏ကြီးကဆောင်ရွက်ရှိတဲ့ညီညာရေးလုပ်ငန်းစဉ်များကိုယုံကြည်တဲ့ခံမှုတွေပေါင်းပြီးညီညာစွာနေထိုင်လို့ဒီသူဒုတိယ၏ရှင်းကြောင်းမှုမှမဟုတ်ပဲလူငယ်မောင်မယ်တို့ရဲ့သဘောဆန္ဒအကြောင်းလက်နက်ကင်နန်းစဉ်ကိုစွန့်လွတ်ပြီးဥပဒေပေါင်းတွင်ကိုပြန်လည်ဝင်ရောက်တာဖြစ်ကြောင်းသိရတဲ့အတွက်များစွာကိုယ်ယူဝမ်းမဲ့မှုကြောင့်ဥစွာပြောကြားလိုပါတယ်ဆိုအပ်ပိုင်စောက်ဝင်များကိုမိရှုဖြစ်စဉ်မိုင်းထောင်ဖောက်ခွဲမှုလူမျိုးရေးတပ်ဖွဲ့ဝင်များကိုရည်ကျက်ရှိရှိတိုက်ခိုက်မှုပြည်သူဝန်ထမ်းများနဲ့ပြည်သူချုပ်အားအုပ်စုဖွဲ့ကိုတိတဲ့ရောက်တိုက်ခိုက်မှုနိုင်ငံဝန်ထမ်းများဒီကျဲဆုတ်ရှားမှုဖြင့်လူကြီးရဖြစ်စေအခြားနည်းလမ်းဖြင့်ဖြစ်စေလက်ဆိုင်စွာကာလကံမြောက်ပါဝင်ကျူးလွန်သူများမှာပါစီကံပြေးသွားတဲ့ပါတီစုံဒီမိုကရေစီကိုပေါ်ဆောင်ဖို့အတွက်ပြည်အင်အားပြည်တွင်းမှာသာရှိပြီဆိုပြီးစကားနဲ့ပြည်သူလူထုတရားတော်ဖွဲ့စည်းပြည်နေဖြင့်နိုင်ငံတော်ရဲ့ရှိလို့ငါးစင်များမှာပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေးသတ်မှတ်ထားတဲ့စီကံနဲ့ဥပဒေပေါင်းတွင်တို့လက်နက်များအထံပြည်သူ့ဘဝကိုပြင်လွှဲပါက PDF ဖွဲ့စည်းများတွင်ရောက်ရှိနေသူများကိုမိဘရဲ့ရေးအာဝါဒအောင်ပြန်လည်ရှင်းသတ်ဖို့ခွင့်ရေးပေးခြင်းပြည်ပြည့်လုံးနိုင်ငံရေးသမားများနဲ့တိုင်းသားနဲ့ကန် EAO ဖွဲ့များရဲ့အတုံးချခံမဖြစ်ဆိုခြင်းတို့ကြောင့်ဥပဒေပေါင်းပြင်ပြန်လည်ဝင်ရောက်ဖို့နိုင်ငံတော်ကတစ်ခေါ်ကြိုးစိုးရရှိနေတာမိမိတို့နဲ့ဆက်ဆက်လက်ရှိတဲ့ကြံရှိနေသေးတဲ့လူငယ်များဖွဲ့ဝင်ချင်းချင်းမှတစ်ဆင့်အတိအပြပြောကြဖို့လည်းတိုက်တွန်းပြောကြားလိုပါတယ်ဒီကနေ့မှာနိုင်ငံတော်ဆိုရရဲ့ဖြည့်ချော့ပေးမှုနဲ့အတူနိုင်ငံရဲ့စေတနာကိုနားလည်ကမြန်မာရရှိပြီးတိုက်ပြည်တွတ်တရေးပေါ့ဒီနေ့ရေးလုပ်ငန်းစဉ်များပေါ့ပူပိုင်းဝင်လုပ်ကြတဲ့ PDF အမြင်ကဂျမ်ဘက်အဖွဲ့အစည်း ED တို့မှလက်နဲ့ခင်းရများနဲ့ပြီးပြန်လေအလင်းဝင်ရောက်လာလို့42ခုလက်နဲ့မပါပြန်လေအလင်းဝင်ရောက်လာလို့436ခုစုစုပေါင်း919ခုကိုတိုင်းဌာနချုပ်ပြီးကျိုးစိုးလက်ကပြီးဒီဘအုပ်ချုပ်များချအခမ်းအနားဖြင့်ဒီနေ့ကျပြောင်းပေးရတာသူချင်းတွေများပြီးထောက်ပံ့ပေးရခြင်းပေါ့ဒီနေ့ချိန်ကြီးလေပိုင်းနဲ့စစ်တပ်သားတို့ကိုကင်းမှုအောက်ပါစုစုပေါင်းအလင်းဝင်ရောက်လာပြီး1698ခုရှိတော်ပြရတယ်လူငယ်မောင်မယ်များအနေဖြင့်ပြောသူအကျိုးကိုရှင်းရှုပြီးမိမိတို့ရဲ့ဒေတာအကျိုးမိမိတို့ပြည်သူအကျိုးကိုညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းအားကြားလိုပါတယ်